ဘာပေါ်မှာရုပ်ဆိုးဆုံးမိမနဲ့ကလေးဖန်တီးငွေအများကြီးပေးမယ်လို့ကတိပေးချင်းခံရခဲ့တယ်ချစ်သူရေငါအစင်သင့်ပါပဲဒါပေမဲ့အမှန်တကယ်ငါအစင်သင့်မဖြစ်သေးဘူးသူမကြောင့်ငါကိုယ်တိုင်စိတ်ညစ်နေရခဲ့တယ်ဦးရင်ဆောင်ကဆရာအဆင်ပြေလားအန်ချင်းပြောက်စီးတောက်ထင်းအောင်နည်းနည်းကောင်းလာခဲ့တယ်စလာမလားအိုးမင်းကအရန်ကြောက်စရာကောင်းနေပြီမှန်တယ်မှမြင်ရတာငါမဟုတ်တော့ဘူးအယူတကောင်လိုဖြစ်နေခဲ့တယ်ငွေမဟုတ်ဘူးဒီလိုအလုံးမလုံးနိုင်တော့ဘူးမတန်ဘူးဆိုပြီးစိတ်ချဖြုံဖြတ်လိုက်တယ်ဒါပေမဲ့မိန်းကလေးရဲ့အမေကငါ့ကိုတားလိုက်တယ်မသွားပါနဲ့မင်းရဲ့လောက်ခကိုနှစ်ဆပေးမယ်ငါသဘောတူလိုက်ပြီမဲ့ကိုယ်တိုင်မလုပ်ချင်တော့ဦးရင်ဆောင်ကိုအစားထိုးပေးခဲ့တယ်သူအကောင်းဆုံးစူးစမ်းပြီးမကြခင်ကောင်းလေးကိုဝင်ရှူလာလေအိမ်မက်တွေအကောင့်ထဲလာပြီးငါမှလူတွေရှိထုတ်ပြနိုင်တဲ့မြေသားလေးရလာတော့မယ်ဒါပေမဲ့နားနောက်ကိုကြည့်ပါအမားရွတ်တွေရှိနေတယ်ဘလို့ကလေးချင်မလဲမသိဘူးနော်ငယ်စဉ်ကကိုရုပ်ရည်ချောင်းစိတ်မချမ်းသာခဲ့လို့အလှပင်ကွာစိတ်ခွဲစိတ်လုတ်ခဲ့တယ်လို့ငါပြောပြလိုက်တယ်အဲ့ဒါပြဿနာရှိလားမရဘူးမင်းဦးဒီမှာခေါ်ထားတာမင်းရဲ့ရုပ်ရည်ချောင်းပဲကလေးကိုမြဲပြီးမှပိုက်ဆံပေးမယ်ဒါပေမဲ့မွေးကင်းစားကလေးကအမေရဲ့အယုတ်ဆိုးမှုတဲ့တောင်ဆိုးနေခဲ့တယ်ကောင်မလေးအမေကသူ့သမီးကိုအိမ်ဘဲကမောင်းထုတ်လိုက်တယ်ဒီမှာဘယ်နေရာမဆိုသွားပြီးအေးအေးဆေးဆေးနေဖို့ချက်လက်မှတ်ဒါပေမဲ့ဒီမှာတော့မနေပါနဲ့ငါကအနည်းဆုံးငွေချူကြဖို့နေခဲ့ပေမဲ့နောက်ဆုံးမှာကောင်မလေးကငါကဖခင်မဟုတ်တာကိုသိထားပြီးသားဖြစ်နေခဲ့တယ်နောက်ဆုံးမှာဥယျာဉ်ဆောင်ဟာတကယ်ဖခင်ဖြစ်သွားကြောင်းသိသွားတယ်အမေတကယ်ကြတော့ကောင်မလေးကအရင်ကအလှမဲ့အစင်းမင်းနဲ့မိမတယောက်ဖြစ်နေခဲ့တာငယ်စဉ်ကဥယျာဉ်ဆောင်ကိုချစ်မိပြီးအမေခေါ်လာတဲ့လက်ထပ်လူသူတွေအားလုံးလွတ်ကင်းအောင်အလှသွေးမှုကိုနှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့တာပါဒီလောကကနေငါရခဲ့တာကပိုက်ဆံမဟုတ်ဘူးအယုတ်ဆိုးဆုံးအပြင်းစင်အောက်မှာတောင်တန်ဖိုးရှိတဲ့အလှတရားရှိနိုင်တယ်ဆိုတာကိုသင်ခန်းစာရခဲ့တယ်အမှန်တကယ်လှပခြင်းဆိုတာမျက်နှာချောခြင်းမဟုတ်ဘူးစင်ကြယ်တဲ့စလုံးပါ